ထောပတ်တီကိုကြော်စားဘူးလားဝိချနေရဆိုရင်ဒီဗီဒီယိုလုံးဝဆက်မကြည့်ပါနဲ့နော်ဘာလို့လဲဆိုတော့အခုချက်ချင်းကိုလိုက်ပြီးတော့လှုပ်ရှားခြင်းစိတ်ပေါက်သွားစေရမယ်။ပြောသေးရလဲပဲထောပတ်တီလို့ကြိုးကျေးဇူးများတယ်ဗိုက်တာမင် C နဲ့ antioxidant တွေပါတော့အသားရည်အတွက်လည်းကောင်းတယ်လှပကြိုက်တဲ့လူတွေစင်တာဂျင်းစောနေတဲ့ဘော်ရီဆိုလို့ရှိရင်လည်းဂျင်းမစော့ခင်မှာစားရင်ကျင်းစော့ဖို့အတွက်အားရှိရယ်ကျင်းစော့ပြီးစားလို့ရှိရင်လည်းအားရင်ကိုပြန်ပြီးတော့ဖြစ်တင်ပေးဒါတော့ဘာမှမပြုတ်ပြင်မဲနဲ့စားလို့ရှိရင်ရမယ်အကျိုးကျေးဇူးတွေပေါ့နော်ဒါပေမဲ့အခုကပြုတ်ပြင်ပြီးတော့လှုပ်ရှားမှဖြစ်ပါတယ်ငပြောသီးကိုအနှစ်လှုပ်ထားပြီးတော့ပေါင်မုတ်ကြားထဲမှာညက်တယ်ပြီးတော့ထော့ပတ်သီးတွေကိုလည်းအဲ့လိုပဲချက်ရယ်ပေါ့နော်နောက်တစ်ခုကတော့ဒီပေါင်မုတ်လေးတွေကိုပြားနေအောင်လို့လှိမ့်လိုက်တယ်လှိမ့်လိုက်ပြီးတော့မှအထဲမှာအစားသွတ်တယ်စတိုင်နှမျိုးနဲ့ကြော်စားမှာပါအိမ်မှာကလေးလေးရှိတယ်ဆိုလို့ရှိရင်လည်းကလေးတွေလှုပ်ကြွေးပေါ့နော်ကလေးမရှိတဲ့လူပြိုကြီးတွေကတော့ကိုယ့်ကိုလှုပ်ရှားပါမနက်စာအနေနဲ့ဆိုလို့ရှိရင်လည်းတော်တော်လေးအဆင်ပြေပါတယ်လှုပ်ရှားကြည့်ပါကောင်းပါတယ်နော်တခုပဲရှိတာစီနဲ့ကြော်တဲ့တကြောင်မို့လို့နည်းနည်းလေးတော့ဝိတ်တက်မယ်နော်အိမ်မှာဝယ်ထားတဲ့ထောပတ်သီးတို့ငပြောသီးတို့ကမာနေရဆိုလို့ရှိရင်လည်းဒါမျိုးလေးကြော်စားလို့ရှိရင်အထဲထဲမှာအပူရှင်လေးနဲ့အီအီလေးဖြစ်ပြီးတော့ creamy လေးဖြစ်သွားတာပေါ့နော်တော်တော်လေးလဲစားလို့ကောင်းတယ်အချင်းလေးနဲ့တူစားရဲဆိုလို့ရှိရင်လည်းတော်တော်လေးကောင်းပါတယ်လှုပ်ရှားကြည့်ကြပါနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်တတ်တာ